ပိုးမွားများသည်အစိတ်တောက်ထပ်ပို၍အရေးကြီးသည်မင်းတို့သည်အစားအစာများကိုဖျက်ဆီးနိုင်သည်ဒီဗီဒီယိုတွင်တင်သည်ပိုးမွားများကိုဘယ်လိုသိရမည်အစိတ်တောက်များကိုကာကွယ်ရန်တင့်နေရာကိုပြန်လည်ထိန်းချုပ်ရန်ဘယ်လိုလုပ်ရမည်ကိုပြသပါမည်စတင်ကြပါစို့အိုကလာဟိုမာအိမ်များသည်ပိုးမွားများဖြစ်သောကြောင့်များပိုးမွားများဖြစ်သောကြောင့်များအိယာပိုးများပြားများကောက်ရိုက်များနှမ်းများအများနှင့်အဆိုးများဤပိုးမွားများသည်ပိုင်ဆိုင်မှုကိုဖျက်ဆီးနိုင်ပြီးယောဂများကိုဖြန့်ဖြူးနိုင်ပြီးနေထိုင်မှုကိုမအဆင်ပြေစေပါသည်တင်၏အိမ်တွင်ပိုးမွားများရှိနေပါကဘလို့သိရမည်ကိုသိရှိရန်အရေးကြီးသည်အနက်အယောင်များအထူးအနက်များသို့မဟုတ်ပိုးမွားများကိုတတိထားပါပိုးမွားများကိုတင့်အိမ်ထဲသို့မဝင်စေဖို့ကူညီနိုင်သောပိုးမွားကာကွယ်ရေးလမ်းညွှန်ချက်များကိုဖုံးကွယ်ကြပါစို့အဆင့်တန်ရှင်းပါတန်ရှင်းသောအိမ်သည်ပိုးမွားများကိုရင်ဆိုင်ရန်ပထမဆုံးကာကွယ်မှုဖြစ်သည်အစားအစာနှင့်ရေဓာတ်ကိုဖယ်ရှားရန်အမြန်ဆုံးအမိုက်များကိုတန်ရှင်းပါအစားအစာအမိုက်ကိုချက်ချင်းဖျက်ပစ်ပါနှင့်ကောင်တာစပွဲသို့မဟုတ်မြေပြင်ပေါ်တွင်အစားအစာမဖုံးထားပါနှင့်တန်ရှင်းစဉ်တွင်အနာကပ်များနှင့်ပရိဘောဂများကိုနေရာမှရွှေ့ပါအထူးသဖြင့်အထူးခက်ခဲသောနေရာများနှင့်အထက်ဆုံးနေရာများကိုရောက်ရှိရန်တေချာပါစေပိုးမွားများသည်အမိုက်ကိုကြိုးစားကြသည်အလွန်များသောကပ်ဖုတ်ဘူးများနှင့်စက်ကူများကိုဖယ်ရှားပါစင်နှစ်သိမ်းမှာစားစာသိမ်းခြင်းအရေးကြီးစားစာကိုပိတ်ထားသောအထုပ်များတွင်သိမ်းမှစားပြီးနောက်အစာကျန်များကိုချက်ချင်းသိမ်းမှတန်ရှင်းမှုကိုထိမ့်သိမ်းရန်တန်ရှင်းမှုကိုဖယ်ရှားခြင်းသည်အရေးကြီးသည်အမိုက်ကိုတင့်တကားအပြင်သို့မဟုတ်တင့်အိမ်တွင်မထားရပါတင့်အမိုက်ကိုတတ်မှတ်ထားသောဖယ်ရှားရန်နေရာသို့တိုက်ရိုက်ယူပါတင့်အိမ်ရအဆောက်အဦ၏အမိုက်စီမံခန့်ခွဲမှုစီမင်းများကိုလိုက်နာပါလိုအပ်ပါကတင့်အမိုက်အိမ်များကိုနှစ်ကြိမ်ထပ်ထားပါအိတ်ချုပ်များကိုအမိုက်အိတ်ထဲသို့ထည့်ပြီးချုပ်ထားပါအစာစားရန်ပျောက်ကွယ်စေခြင်းပါရှောင်ရှားရန်ချက်ချင်းဖယ်ရှားပါအဆင့်3ကုသပါပိုးမွားကုသမှုကိုအသုံးပြုပါတင့်အိမ်ရှင်နှင့်ဆက်သွယ်၍ပိုးမွားထိန်းချုပ်မှုအထူးသဖြင့်လက်မှတ်ရေးထိုးပါပြဿနာ၏အဆင့်အပေါ်မူတည်၍လစဉ်တစ်ကြိမ်မှနှစ်ကြိမ်အထိလိုအပ်နိုင်သည်တင့်နေရာကိုပြင်ဆင်ပါပကံများကိုဖယ်ရှားပါကုသမှုများအတွက်ထပ်ဆောင်းကုန်ကြစေရှိနိုင်သည်ပိုးမွားထိန်းချုပ်မှုသည်အရေးကြီးသည်တင်သည်ပိုးမွားထိန်းချုပ်မှုကိုကိုယ်တိုင်လုပ်ပါကနီလန်းများကိုအသုံးပြုပါနံပါတ်1 Uric acid မို့ဖုံးကန်းများအထက်ထောင်များနှင့်စက်ပစ္စည်းများအောက်တွင်လိပ်ပြပါကုသထားသောနေရာများတွင်အစားအစာမထားပါနှင့်အမတ်နှင့်လိပ်ပြပိုးမွားများအများဆုံးလှုပ်ရှားနေသောနေရာများတွင်လိပ်ပြများကိုထားပါလိပ်ပြများသည်အပြည့်ဖြစ်လာသောကြောင့်အစားထိုးပါနံပါတ်3ကုသမှုကောက်ကြောင်းများကိုကုသရန်ပိုးမွားသက်စေတကံကိုထားပါဒီထုတ်ကုန်များကို Walmart တွင်ရှာဖွေနိုင်သည့်တနာရှိပါကဆက်သွယ်ပါအမိုက်ပုံးတဲ့သို့ဝင်ရောက်ခြင်းကိုရှောင်ကျဉ်ပါတင်သည့်အထူးတင်လျော်သောဈေးနှုန်းကိုရှာဖွေနေသည်ဟုထင်နိုင်တော်လဲအသုံးပြုထားသောပရိဘောဂများသည်လျှို့ဝှက်ပိုးမွားများဖြစ်သည်ဒီပိုးမွားများကိုဖယ်ရှားရန်ကုန်ကျစရိတ်များသည်အလွန်မြင့်မားသည်တင်ဤအိမ်အတွက်ပရိဘောဂများကိုရှာဖွေရန်ဆက်သွယ်ပါနောက်ဆုံးတွင်အကျွေးစစ်များဝင်ရောက်နိုင်သောအပေါက်များကိုပိတ်ထားရန်မမေ့ပါနှင့်တကားများပြတင်းပေါက်များနှင့်ပိုက်များအကြောင်းစစ်ဆေးပြီးဝင်ရောက်နိုင်သောနေရာများကိုပိတ်ထားပါချက်များကိုပြောပါတန်ရှင်းပါတူလောင်ပါစားစာအလုံးကိုလေအေးထဲသို့ထားပြီးအကြံစားများကိုချက်ချင်းထားပါကုသပါကုသမှုများကိုအသုံးပြုပါဖြတ်သိမ်းပါအမိုက်ဖြတ်ခြင်းစီမင်းများကိုလိုက်နာပါလူတိုင်းသည်တန်ရှင်းသောအိမ်ရှိရန်အခွင့်အရေးရှိသည်